こんにちは皆さんにまれဒီ Unpost Master ရဲ့ reading ပေါ့နော် reading ကိုဖတ်ပြသွားမှာရှင်းပြပေးသွားမှာဖြစ်ပါတယ်အရင်ဆုံးမိကုန်းလေးကိုသွားဖတ်ကြည့်မယ်ပေါ့この文章はတဲ့何について聞いてありますかဒီစာပိုက်ကဘာနဲ့ပတ်သက်ပြီးတော့မှာပေါ့နော်သူကရေးထားတယ်တဲ့ဆိုတော့အဲ့တော့စာပိုက်လေးသွားဖတ်ကြည့်မိကုန်းကတော့ဒီစာပိုက်မှာဘာစာပိုက်ကဘာပေးထားလဲဘာနဲ့ပတ်သက်ပြီးရေးထားလဲဆိုမှမေးထားပေါ့ဆိုတော့နံပါတ်ဟိုလေးသွားဖတ်ကြည့်ပေါ်သွားဖတ်ကြည့်夜でညဘက်でよく眠れる人とあまり眠れない人がいます。ညဘက်မှာတဲ့人ပေါ့နော်よくကောင်းကောင်းအိပ်ပျော်တဲ့眠れる人とကောင်းအိပ်ပျော်တဲ့သူနဲ့တဲ့あまり眠れないတိတ်ပြီးတော့မှအိပ်မပျော်တဲ့သူပေါ့နော်ဆိုပြီးတော့မှရှိပါတယ်တဲ့眠れない原因はအိပ်မပျော်ရတဲ့အကြောင်းရင်းရတော့တဲ့病気など病気ဆိုတာကじゃဒီယောဂဝိညာဉ်လက္ခဏာပေါ့နော်ဆာရှိရငါတော့တဲ့ပြီးသွားရင်その人の体に問題がある場合とပြီးအဲ့ဒီသူရဲ့ခန္ဓာကိုယ်မှာပတ်သက်ပြီးမှာပေါ့သူရဲ့ခန္ဓာကိုယ်နဲ့ပတ်သက်ပြီးမှာဥက္ခန္ဓာမှာပြဿနာတစ်စုံတရာရှိနေတဲ့ဟာမျိုးပေါ့နောက်တစ်ခါその人の環境に問題がある場合がありますနောက်တစ်ခါအဲ့လူရဲ့ပတ်ဝန်းကျင်ကပြဿနာပေါ့နော်အဲ့ဒီပတ်ဝန်းကျင်နဲ့ပတ်သက်ပြီးတော့မှပြဿနာကရှိတဲ့အခါမျိုးဆိုပြီးမှရှိပါတယ်တဲ့သူကခံအင်း၃ခုပေါ့နော်ပြောထားဆိုတော့ခံအဲ့ခံအင်းနေတဲ့မှာသူကပြောလိုက်တာလေကြတော့環境に問題がある場合はခံရဒီပတ်ဝန်းကျင်မှာပေါ့နော်ပြဿနာရှိတယ်ဆိုတာကတော့တဲ့အဲ့ဒါရှိတယ်ဆိုတာကတော့家族に起こされる場合家族に起こされる場合ဆိုတာကမိသားစုကနေပြီးတော့မှနှိုးချင်းခံရပေါ့နှိုးချင်းခံရတာကမှသူကကွင်စကွင်ပေးလေးနဲ့ဘယ်လိုဟာလေးလဲဆိုတော့ခိုဒိုမိုရခလေးဒိုမဟုတ်ကလေးနဲ့တဲ့ဖြောကီနော်ဟိတိုဥမာအိမ်မှာနေမကောင်းဖြစ်နေတဲ့သူမျိုးပေါ့ဆာရှိတယ်အဲ့လိုလူပေါ့နော်အဲ့လိုဟာအဲ့မှာနှိုးခံရတာမျိုးတဲ့နောက်တစ်ခါဒန်းဝဟုတ်တယ်ဒန်းဝဒီဖုံးပေါ့ဒန်းဝါရနောက်တကခရူမနောအော်တိုနော်ဒီကားတွေပေါ့ကားတွေအတန်ကြီးရဲ့စွတ်တိုတဲ့အော်တိုကする場合がありますနောက်တခါအပြင်ပေါ့ကိုယ့်ရဲ့အိမ်ပြင်ကနေပြီးတော့မှအတန်တွေကဆူညံနေတဲ့အခါမျိုးဆိုမှရှိပါတယ်家族に起こされるという人は多いですがဒီကိုယ့်ရဲ့မိသားစုကနေပြီးတော့ပေါ့နော်နှိုးချင်းခံရတယ်ဆိုမှပြောရတဲ့သူတွေကတော့တဲ့များပြီမဲ့လို့တဲ့စွတ်တိုတဲ့အပြင်ကနေပြီးမှအော်တိုက気になって眠れない人はとても少ないですဒီအပြင်ကနေပေါ့ဆူညံတဲ့အတန်တွေကြောင့်ပေါ့နော်စိတ်နှောက်ယှက်ဖြစ်ပြီးတော့မှအိမ်မရဘူးပေါ့အိမ်မရအောင်ဆိုမှပြောရတဲ့သူကတော့とても少ないでအရန်ကိုနဲပေါ့နော်အများကြီးမရှိဘူးတဲ့今日はယနေ့ခေတ်မှာဆိုလို့ရှိရင်တော့電話や車の音が静かになったからではないでしょうかအဲ့လိုဖြစ်ရတဲ့အကြောင်းရင်းကတော့ယနေ့ခေတ်မှာဆိုလို့ရှိရင်ဒီခရူမဖုံးတန်နေနောက်တစ်ခါကားတန်နေပေါ့နော်ဟုတ်တယ်နော်ဒီခရူမနော်တန်းဝါတွေခရူမာကားတွေရဲ့အတန်တွေကတိတ်ဆိတ်လာပြီးဖြစ်တဲ့အတွက်ကြောင့်မလို့မဟုတ်ဘူးလားတဲ့ဆိုမှတော့ပြောထားပါအဲ့တော့ဒီစာပိုက်လေးကတော့ဘာကြောင့်ကိုပြောထားလဲဆိုတော့ဒီညဘက်အိတ်မပြောရတဲ့ခန်းအင်းအကြောင်းရင်းတွေကိုပြောထားပါတော့အဲ့လိုခန်းအင်းနေတဲ့ကနေမှတစ်ခုဖြစ်တဲ့ခန်းကြောဒီပတ်ဝန်းကျင်နဲ့ပတ်သက်တဲ့ပြဿနာပေါ့ဒါစပြင်လို့မျိုးသူ့ရဲ့ခန်းရင်းလေးတွေကိုပြောပြထားပေါ့မိထားဆိုတော့အဖြေလေးတွားရွေးကြည့်မယ်နံပါတ်1ကကြတော့ယောရူနီနေမရနိုင်ခန်းအင်းတော့ညဘက်အိတ်မပြောရတဲ့အကြောင်းရင်းဆိုတော့နံပါတ်1ကမှန်လိုက်ရှင်နံပါတ်2ကကြတော့体にいい眠り方ဒီခန္ဓာကိုယ်အတွက်အကျိုးရှိစေမယ်ကောင်းစေမယ်အိပ်စက်နည်းပေါ့ဆိုတော့အဲ့ဒါလည်းမဟုတ်ဘူးသူခန္ဓာကိုယ်အတွက်ကောင်းစေဖို့ဘယ်လိုအဲ့ရမယ်ဘာညာမပြောထားဘူးလေနော်ဆိုတော့နံပါတ်3ကကြတော့静かな環境の作り方ဟောတိတ်ဆိတ်ငြိမ်သက်တဲ့ပတ်ဝန်းကျင်ကိုပြုလုပ်ပုံပြုလုပ်နည်းပတ်ဝန်းကျင်ကိုဘယ်လိုပြုလုပ်ဘယ်လိုတိတ်ဆိတ်အောင်လုပ်ရမယ်ဘာညာလဲမပြောထားပြောထားတော့နံပါတ်3လည်းမဟုတ်နံပါတ်4ကကြ大きな音を出さない技術အတန်ကျဲကြီးမဖြစ်စေမဲ့အတန်ကျဲကြီးမထွက်စေမဲ့တဲ့技術နီးပါဘောနီးလန်းပေါ့ဒီဆိုတာနီးပညာပေါ့နော်နီးပညာဆိုအတန်ကျဲကြီးမထွက်စေမဲ့နီးပညာဘာညာဆိုရင်မှဘယ်လိုလုပ်ရမလဲဘယ်လိုအဲ့လိုမပြောထားဘူးသူပြောထားတာကကြတော့ဒီညဘက်မှာအိတ်မပြောရတဲ့အကြောင်းရင်းတွေပေါ့ညမအိတ်ပြောရဲ့အကြောင်းရင်းတွေကဘာလို့ကြောင့်ဖြစ်တာလဲနောက်ခါတော့မိသားစုဘာညာတာကအဲ့လိုမျိုးပေါ့နော်ညမအိတ်မပြောရဲ့အကြောင်းရင်း၃ချက်တွေလीနော်အဲ့လိုအချက်တွေကိုပြောပြပြီးတော့ဖြစ်တဲ့အတွက်ကြောင့်မို့လို့အကြောင်းပြချက်တွေကိုရှင်းပြပြီးတော့ဖြစ်တဲ့အတွက်ကြောင့်မို့လို့အဖြေကနံပါတ်1ယောဒူနီနေမူရဲနိုင်ခံအင်းはい今日はここまでです